Hello မင်္ဂလာပါဒီနေ့မဟုတ်မလေးလို့စားဖြစ်ပါတယ်မင်္ဂလာဦးဒီတခါလည်းလို့စားတယ်အပိုင်ရောစိုက်တယ်ဆိုတော့လေအဲ့တော့ညညစားဖို့တွဲမလို့နှလုံးသုံးထားပါတယ်အခုနောက်ပြီးသွားပြီဆိုလို့ရှိရင်အနည်းတော်လေးတွေသုံးထားမယ်ပြီးရင်ရေစက်အောင်ဆေးပြီးသွားပြီဆိုလို့ရှိရင်မင်္ဂလာဦးမြို့ပတိရေလေးကိုထည့်မယ်ပြီးရင်15မိနစ်လောက်ပေါင်းထားမယ်မဟုတ်ပေါင်းထားတဲ့အချိန်မှာဖရီကပစုံကြောက်လီကိုလာထောင်းပါမယ်ရဲ့ပစုံကြောက်လီတွေလည်းညက်သွားပြီးဆိုတော့မုံလာဦးလည်းတက်နေပြီဆိုတော့မုံလာဦးကိုဆက်နဲ့တေချာလေးချိန်လိုက်မယ်ရေလေးပါနေငယ်ထည့်ပြီးချိန်ထားပါရဲ့အောင်လည်းပြီးသွားပြီဆိုတော့ဖရီကမှာရောသမမှုကြီးပေါ့နော်ဆမ်မုံလည်းထည့်ထားတယ်ပစုံကြောက်ပတ်ထည့်ပြီးတော့မှစားနေငယ်ထည့်ပြီးတော့မှအကုန်လုံးနဲ့နှံ့သွားပြီဆိုတော့အိုးရမှာဖီကထဲမှာပေါ့နော်ပေါင်းတဲ့အိုးရမှာဖီရလေးထဲမှာထဲမယ်ပြီးရင်နိုင်ရင်ကွက်လောက်ပေါင်းထားမယ်အရင်ကြိုက်တဲ့မဟုတ်ပေါ့ကဲတော့လီနဲ့ထူကြည့်လို့မုတ်လီကကပ်ပါမလားဆိုလို့ရှိရင်တော့ချက်ပြီပေါ့နော်ဒီမုတ်အေးခန့်ထားတဲ့ချိန်မှာအချင်းရင်လေးကတော့အကုန်လုံးစပ်ပြီးတာပေါ့နော်အရင်ဟိုမှာကောင်းတဲ့ချင်းရင်လေးပါတာပဲမောက်ကလေဒီတစ်ခါမုံလာဦးကနှလုံးနှုတ်ထားတော့လေမောက်ကအများကြီးရတာပေါ့နော်အဲ့တော့ channel တော့ကိုဖီယာရေကေတာမှာထည့်ထားမယ်ပြီးတော့စင်ကိုစားရှင်တဲ့ချိန်ပြန်ပြီးတော့မှကြော့စားလို့ရတယ်ကဲမုံလေးလည်းအေးနေပြီဆိုတော့အဲ့ဒါလေးကိုလိုတဲ့အနေထားလေးတွေကိုတုံးပြီးတော့မှကြောပါမယ်ကဲဒီမှာကြော်ထားပါပြီအရန်ဟိုပဲစားချင်းနေပြီပေါ့နော်မစောင်းနိုင်တော့မမြတ်ချက်ဖို့တော့ပဲဆုတောင်းနေတာကဲအနီတော်လေးတွေရပြီဆိုလို့ရှိရင်ဟိုဘက်ဒီဘက်လေးလှမ်းမေးမယ်ကဲဒီနေ့ထားပေါင်းဆိုလို့ရှိရင်တော့မုံလီရရပြီပေါ့နော်ဒါမျိုးစီစစ်လိုက်မယ်ပြီးရင်ကျမယောက်ျားကိုအရင်တွေးပါမယ်ကဲသူကအရင်စားရပေါ့နော်အရင်လေးကိုသူ့ပြရနေတယ်မှာ slow motion နဲ့နေပေါ့နော်သူစားပြရဆိုတော့ကျမလည်းပေါ့နော်ကျမကတော့ကြာရကြည့်လို့လေချိုထားတဲ့တဲ့ကိုလုံးစားလိုက်ပါတယ် see you ပါမရဲ့ဗီဒီယိုလေးကိုလေ like and subscribe လုပ်ပေးကြပါအားလုံးပဲ bye bye